ဒီလိုတို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကဘာမှာခဏနိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုကကိုသုံးလာတာကိုအခရာနဲ့ကိုအထိကိုနဲ့ကိုခြေကန်းလောက်တယ်မဟုတ်ဘူးအခရာအသာကိုအခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တယ်လဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်ချိန်မှာတည်ထွင်တယ်လို့ယူဆလဲကြားဘူးလားဗျာမကြားဘူးဆိုဒီတော့ဘုဟုတုဒပြောတော့ပါမြန်မာသားဟာစရုဒ္ဓပကံလောက်မှထွန်းကားလာတယ်သူတို့အင်အားမကြည့်သေးဘူးရှေးဖေမောင်တင်ပြောတဲ့မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်ရှိတယ်ကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေသမိုင်းရှေးဖေမောင်တင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနီနဲ့ဝိသုဒ္ဓိမတ်ကိုအင်္ဂလိပ်လိုဘာသာပြပြီးတော့ကဘာကိုဗုဒ္ဓဘာသာဖြန့်တာအဲ့ဒီဆရာကြီးဒီမာဂနဆရာပြရဲ့လေးသားတယ်ဒီဆရာကြီးဖေမောင်တင်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တို့အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာရကျောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးခဲ့တာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောင်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာစရုဒ္ဓပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့ကဘာကိုကြည့်ပြောတာဆိုတော့ရာသာကုမာရကျောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကျောက်စာအရေးသားတွေကဝါကြတိဆောက်ဖို့တွေတော်တော်ကောင်းနေဟုတ်လားအဲ့ဝါကြတိဆောက်ဖို့တွေကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်100နဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့တော့သာဝတ္ထုထက်ညွှန်းပါမယ်ဗျာတပည့်တော်စာပေပြောင်းပြောတာဖြစ်တဲ့နော်စာအုပ်ညွှန်းပြီးပြောပါမယ်ဗျာယတ္တစာပေအဖွင့်ဏိဒံစာအုပ်ညွှန်းတော့ယတ္တစာပေအဖွင့်ဏိဒံ